ဒီနေ့ပြောချင်တဲ့အကြောင်းအရာကတော့အတွေးလွန်ထက်တဲ့ကောင်မလေးတွေအတွက်ဖြစ်ပါတယ်ဘယ်လိုလဲဆိုတော့ကျမမှာအရင်ခင်တဲ့ညီမလေးတယောက်ရှိရယ်သူကျမကိုအမြဲလှလှတိုင်ပင်တယ်ပြောပြရပေါ့လေသူနဲ့သူ boyfriend ရဲ့ကိစ္စတွေကိုဘယ်လိုလဲဆိုတော့သူ boyfriend ကသူ့ကိုဒီနေ့သူ့ကို reply လေးနည်းနည်းနောက်ကျသွားရင်ပဲဖြစ်ဖြစ်ဒီနေ့သူ့ကိုတိတ် view မဆိုင်ဘူးလို့ထင်တယ်အဲ့လိုမျိုးတွေကိုသူပုံကြီးချဲ့တာမျိုးပေါ့နော်အဲ့တော့ကျမပြောချင်တာကကို boyfriend နဲ့ကိုနဲ့ဂျာက attention တွေတို့ရင်ခုန်စိတ်လှုပ်ရှားစရာတွေ butterflies လေးတွေပေါ့နော်အဲ့ဒါမျိုးလေးတွေတို့ view ဆိုင်မှုတွေတို့ဟာတနေ့နဲ့တနေ့နဲ့ပမာဏချင်းတူးမှာမဟုတ်ဘူးနေ့တိုင်းကိုက the same dose ကြီးကိုစင်စက်မပြက်လေတိလားdribbling နဲ့ drip အဆက်ချတယ်လို့မျိုးတူတူညီညီရနေမယ်လို့ကိုကမမျော်လင့်သင့်ဘူးနှလုံးခုန်လုံးလိုပဲမြင့်တဲ့ခါရှိရယ်နှိမ့်တဲ့ခါရှိရယ်ပေါ့နော်ဘာလို့လဲဆိုတော့သူ့မှာလည်းသူ့ရဲ့တခြားကိစ္စတွေရှိရယ်လေသူ့ရဲ့အခြားအဆင်မပြေနိုင်တဲ့ကိစ္စတွေရှိရယ်ကိုမသိတဲ့ယာတွေပေါ့သူ့ရဲ့အရာတိုင်းကိုလည်းကိုကလိုက်သိချင်နေရလဲတိတ်ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူးအဲ့တော့အခါကျတော့အမြဲတမ်းကြီးသူ့ရဲ့ love dose ကတောက်လျှောက်ကြီးမြင့်နေဖို့မမျှော်လင့်သင့်ဘူးပေါ့နော်အဲ့တော့ပြောချင်တာမနေ့ကရတဲ့ attention မျိုးဒီနေ့ရချင်မှရမယ်ဒီနေ့မရတဲ့ view ဆိုင်မှုကလည်းမနှက်ပြန်ကြရရင်ရမှာပေါ့အဲ့ဒါကိုကသူငါ့ကိုအချစ်ရော့နေတာဘာညာလျှောက်တွေးပြီး psycho တွေဖောက်ပြီးပြဿနာတွေသွားရှာပြီး attention မရအောင်ကိုကသူ့ကိုသွားပြီး over လုပ်ပြရဲဆိုလို့ရှိရင်တော့ဟိုဘက်ကကိုအနွိုင်းဖြစ်ဖို့ပဲများတယ်ပေါ့နော်ပြောချင်တာကတော့နည်းနည်း cool ဖြစ်ပါလေဒီတို့ရေနော်သူနည်းနည်း off နေတယ်လို့ထင်ကိုဘက်ကပို့ပြီး care ပေးလိုက်သူ့ဘက်ကကိုလည်းစိတ်လှုပ်ရှားနေဆိုရင်ကိုကလည်းပျော်ပေးလိုက်တိတ်အများကြီးမတွေးနဲ့တခုခုဟာကိုပျောက်ဆုံးသွားမှကြောက်လို့တအားကြီးစုပ်ကင်ထားလို့ရှိရင်လက်ထဲမှာကြည်မွသွားတတ်တယ်ပေါ့နော်ပြီးတော့လည်းကိုဟာ main character ကြီးလဲချိန်လုံးဖြစ်မနေနိုင်ဘူးအရာခက်တဲ့ကကိုကိုဘို့ပြုတ်ပြီးတော့လဲပတ်နေရမဟုတ်တဲ့အကြောင်းကိုယူရီအားလုံးသတိပြုမိစေချင်ပါတယ်အဲ့တော့ဒါကတော့ဒီနေ့ thought of the day ကနေ share ခြင်းတဲ့အတွေ့အလေးဖြစ်ပါတယ်အားလုံးကောင်းသောနေ့လေးဖြစ်ပါစေရှင်